လူကြီးမင်းတို့ရဲ့ TikTok အကောင့်တွေကိုမဖြစ်မနေ Gmail ရှိတ်ကိုရှိတ်ရတော့မှအနေထားတစ်ခုကိုရောက်လာပြီပေါ့နော်။ Okay အဲ့တော့အခုချိန်မှာတခြားလူတွေမဖြစ်သေးပေမဲ့တချို့တွေမှာစပြီးတော့ပြနေပြီပေါ့နော်။ Gmail ရှိတ်ထားရင်အကောင့်တော့ပေါ့နော်။ဘာလဲဆိုတော့ကျွန်တော်တို့ကကိုတချို့တွေမှာအခုဆိုလို့ရှိရင်ပို့တင်လိုက်တယ်69%ရောက်ပြီဆိုလို့ရှိရင်ရက်နေတယ်ပေါ့နော်။ Okay အဲ့ဒါပြီးပြီဆိုရှင်ဘာဖြစ်လို့69မှာရက်နေရလဲရက်ပြီးပြီဆိုရှင် तू ကအခုကျွန်တော်ပြထားတဲ့ပုံလိုမျိုးပေါ့နော် तू က verify number တောင်းတယ်ပေါ့နော် okay အဲ့တော့ verify number တောင်းပြီဆိုလို့ရှင်ဘာလုပ်ရမလဲဆိုတော့အဲ့ဒီ verify number ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးပြီဆိုရှင်ဒီ account နဲ့ချိတ်ဆက်ထားတဲ့ဖုန်းတကယ်လို့ကိုယ့်ကောင်ဖုန်းနံပါတ်နဲ့ပဲဖွင့်ထားရဆိုရှင်ဖုန်းနံပါတ်ဒါမျိုးလေးပေါ်လိမ့်မယ်ပေါ့နော်ပေါ်လာပြီဆိုရှင်အဲ့ဒီဖုန်းနံပါတ်လေးကိုနှိပ်ပြီးတော့ add ဖုန်းဟာလေးကိုနှိပ်ပေးလိုက်ပြီးပြီဆိုရှင်ကုတ်ကြပါညာပေါ့နော်ဝင်လိုက်ရုံပဲအဲ့လို verify လုပ်လိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီဟာပို့တင်ဖို့အတွက်တချို့ဆိုလို့ရှိရင်69%မှရက်ပြီးတော့ပို့ဆက်တင်မရတဲ့လူတွေကဘာလို့ပို့တင်လို့မရတာလဲဆိုလို့ရှိရင်ဒီဟာတွေမလုပ်တာလို့ပေါ့နော်ကိုယ့်ရဲ့ account ကဖုန်းနံပါတ်နဲ့တော့ရှိတ်ထားတယ်ဖုန်းနံပါတ်ဖွင့်ထားတဲ့အတိုင်းပဲ verify မဖြစ်ဘူးတချို့ဆိုရှိတယ် Gmail နဲ့ရှိတ်ထားတဲ့ Gmail နဲ့ဖွင့်ထားတဲ့အတိုင်းပဲ Gmail verify မဖြစ်ဘူးပြောလို့ရှိရင်အတီးမပြုတ်ထားတဲ့အတွက်account တွေကပို့တင်လို့မရတဲ့ပြဿနာလေးတွေရှိတယ်တချို့ဆိုလို့ရှိရင် friend leg add တာပေါ့နော် friend add တာမျိုးတွေမှာ1000မပြည့်သေးပဲနဲ့ထပ်ပြီးတော့ friend add မရတာမျိုးတွေကလည်းဒီလို error တွေနဲ့တွားညှိတာပေါ့နော်အဲ့လိုမျိုးဖြစ်လို့ရှင်friend က add နေနဲ့ add မရတော့တာမျိုးတွေလည်းရှိတတ်ပါတယ် okay အဲ့ဒါကြောင့်ကိုယ့်ရဲ့ TikTok account ကို Gmail ရှိတ်ထားပါပြီးပြီဆိုလို့ရှိရင်ဖုန်းနံပါတ်ကိုလည်းတေချာပေါက်ရှိတ်ထားပါတေချာခိုင်မာလေးလုပ်ထားပါတော့เนาะအရင်တော့လည်းကျွန်တော်ဖုန်းနံပါတ်ရှိတ်နေ Gmail ရှိတ်နေရတင်ပြီးသားဖြစ်တဲ့အတွက်ထပ်ပြောကြမလို့တော့ဘူးလို့ထင်ပါတယ်